ခင်ဖြစ်သူရဲ့အတုံးမကျမှုတွေကြောင့်တာမွေမြို့နယ်မှာအသက်9နှစ်အရွယ်သားရှိသေးတဲ့ကလေးလေးပျောက်ဆုံးသွားမှုမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းတာမွေမြို့နယ်မှာနေထိုင်နေမောင်လင်းအခရာဟိန်းခေါ်ကွိုင်းကွိုင်းဟာအသက်9နှစ်အရွယ်သားရှိသေးပြီးအခုလက်ရှိမှာဖခင်ဖြစ်သူနဲ့အတူပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေကအကူအညီတောင်းခံလာခဲ့ပါတယ်မောင်လင်းအခရာဟိန်းခေါ်ကွိုင်းကွိုင်းဟာအသက်9နှစ်အရွယ်သားရှိသေးပြီးဖခင်ဖြစ်သူဦးဟိန်းသူဝင်းခေါ်ပေါင်ပေါင်နဲ့အတူပါသွားခဲ့ရကနေပျောက်ဆုံးသွားတာဖြစ်တယ်လို့မိသားစုဝင်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးရဲ့အတော်ဖြစ်သူကအခုလိုပြောပြထားပါတယ်ကလေးရဲ့အဖေဖြစ်သူကလက်ရှိအုပ်ထိန်းနေသူတွေကိုဘာမှမပြောဆိုပဲကလေးကိုခေါ်သွားပြီးခြေရဖြောက်သွားပါတယ်ကလေးကသူနဲ့အတူရှိနေလားအကောင့်တိုင်းရှိနေရဲ့လားတည်သလားရှင်သလားတော့မသိရတော့ပါဘူးပြီးခဲ့တဲ့မေလ17ရက်နေ့တနင်္ဂနွေနေ့ကသူ့အဖေကကလေးကိုမုံကျွေးဖို့ဆိုပြီးမြမပလာဇာဘက်ကိုခဏခေါ်သွားတာအခုထိပြန်လာမပို့သေးဘူးဖုန်းတွေလည်းဆက်ပိတ်သွားတယ်အဆက်အသွယ်လည်းလုပ်လို့မရဘယ်မှာနေနေလဲမသိဖြစ်နေလို့ပါကလေးကအဖေနဲ့အမေတရဝင်ကွဲနေတာပါကလေးရှစ်လသားကလေးကပုံပါကလေးအဖေရဲ့ကြီးတော်ဖြစ်သူဟာကလေးကိုသူသားအရင်ချလို့အခုချိန်ထိကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာပါကလေးကိုရှစ်လသားကလေးကရန်ကင်းမှာနေထိုင်တဲ့အတော်ဖြစ်သူစီကိုပေးခဲ့ပြီးအမြဲတမ်းလာတွေ့ခြင်းမရှိထောက်ပံ့ခြင်းလည်းမရှိပါအမေဖြစ်သူကတော့အမြဲတမ်းလာတွေ့အမြဲတမ်းထောက်ပံ့ပေးပါတယ်အဖေဖြစ်သူဟာ2နှစ်လောက်အဆက်အသွယ်မရပြောင်းနေပြီးမှအခုမှပြန်ပေါ်လာကလေးကိုခေါ်ဆောင်ပြီးဖုန်းတွေဆက်ပိတ်သွားကခြေရပြောက်သွားပါတယ်ကလေး3နှစ်ပြည့်တဲ့နေ့မှာအဖေဖြစ်သူကကလေးစီကိုနောက်ဆုံးလာရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်ကလေး3နှစ်ပြည့်ကနေစပြီးအခု9နှစ်ပြည့်တဲ့အချိန်အထိ2နှစ်လုံးကလေးစီကိုမလာခဲ့ပေမယ့်17ရက်5လ2025တနင်္ဂနွေနေ့မှာကလေးစီကိုရောက်လာခဲ့ပါတယ်ကလေးနဲ့မြမပလာဇာခဏသွားမယ်ဆိုပြီးခေါ်သွားတာအခုချိန်ထိပြန်လာမပို့အဆက်အသွယ်လည်းမလုပ်ဖုန်းတွေလည်းဆက်ပိတ်ထားပါတယ်သူနေတဲ့နေရာအတိအကျလည်းဆွေမျိုးတွေကိုဘသူ့ကိုမှအတိမပေးထားပါဘူးကလေးကိုဘဲခေါ်သွားလဲဆိုတာလည်းမသိရပါဘူးကလေးကနောက်တစ်ပတ်ဆိုရင်ចောင်းစတက်ရတော့မှာကိုအဖေဖြစ်သူလည်းသိပါတယ်ကလေးကျောင်းရတုန်းကလည်းအမေအရင်ပါလာတော့အဖေပါမရမယ်ဆိုလို့သူ့ကိုလိုက်ဆက်သွဲခဲ့တာဘလို့မှအဆက်သွဲမရခဲ့ပါဘူးကလေးကိုတခြားကျောင်းပြောင်းပြီးအမေတယောက်တည်းနဲ့အဲ့လိုရတဲ့ကျောင်းပြောင်းအပ်ခဲ့ရပါတယ်ကလေးကိုရက်အနှဲငယ်လအနှဲငယ်ခေါ်ထားခြင်းနဲ့ဆိုရင်လေလက်ရှိအုပ်ထိန်းသူကိုဖြစ်စေအမေအရင်ကိုဖြစ်စေအကြောင်းကြားခြင်းမရှိဖုန်းတွေအကုန်လုံးဆက်ပိတ်ပြီးအဆက်အသွယ်မလုပ်တဲ့အတွက်အားလုံးစိတ်ပူနေကြပါတယ်တွေ့ရှိတဲ့သူတွေအနေနဲ့လည်းအောက်ပါဖုန်းနံပါတ်တွေကိုအကြောင်းကြားပေးကြပါအောင်ဟုဆိုကကလေးရဲ့အတော်ဖြစ်သူကအကူအညီတောင်းခံထားတာပဲဖြစ်ပါတယ်